အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးမှာမဲဆွေဘဝအတွက်ပြောင်းလဲတင်တဲ့ mindset တစ်ခုအကြောင်းကိုပြောပြချင်ပါတယ်ဟုတ်ပါတယ်အကယ်၍စိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုလေးကိုစောင့်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ဘဝမှာလိုချင်တာတွေရှိတယ်လှုပ်ရှင်တာတွေရှိတယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ပြည့်စုံမှလုပ်မယ်ဆိုတဲ့ mindset ရှိနေခြင်းကမဲဆွေဘဝတိုးတက်ပြောင်းလဲမှုကိုနှောင့်နှေးစေပါတယ်အဲ့တော့ကျွန်တော်တို့တိုးတက်ပြောင်းလဲမှုလှုပ်ဆောင်ရမှာပြည့်စုံအောင်စောင့်နေခြင်းတဲ့အခုစတင်လှုပ်ဆောင်ခြင်းကမဲဆွေရဲ့ဘဝတိုးတက်ပြောင်းလဲမှုကိုများစွာအထောက်အကူဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ဘဝရည်ရွယ်ချက်အတွက်ပြည့်စုံအောင်စောင့်နေမယ်စားကျွန်တော်တို့စတင်လှုပ်ဆောင်ပြီးတော့ပြည့်စုံအောင်ဖန်တီးသွားမယ်ဆိုရင်ရောမဲဆွေဘဝတိုးတက်ပြောင်းလဲမှုကိုဘယ်လိုရယူနိုင်မလဲဆိုတာကိုကျွန်တော်တို့ပြန်လည်စဉ်းစားကြည့်ဖို့လိုပါတယ်အကယ်၍ဒီဗီဒီယိုလေးကမဲဆွေအတွက်အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပါဦးနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ဆုံကြပါမယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ bye bye